trap music တွေသုံးရင်ဘာကောင်းကျိုးတွေရှိတယ်အဲ့ဒါလေးပြောပြပေးမယ် trap music တွေသုံးတဲ့ခါကျတော့ဒီ TikTok မှာအရန်ကောင်းနေရပါလေဆို trap ပေါ့နော်ဒီ trap music လေးတွေသုံးလိုက်ရုံနဲ့ဒီ trap ကိုစိတ်ဝင်စားတဲ့သူတွေစီ auto ရောက်သွားတယ်အဲ့ဒီတော့ဒီ trap ကိုသုံးတဲ့အချိန်မှာတတိထားမှာလေးပြောကြအောင်ပထမတစ်ချက်ပါလေဆိုအဲ့ဒီ trend တွေကိုစောနိုင်သမျှစောလေလေဈေးကွက်ထဲပိုရောက်လေလေပဲ trend ဆိုတဲ့အရာကဘာလဲဆိုလို့ရှိရင်ဒီနေ့ trend နေနောက်နေ့ trend ချင်မှာ trend တော့မှာเนาะအဲ့လိုမျိုးရှိတယ်เนาะဒီနေ့ဘာပွဲရှိတယ်နောက်နေ့ဒီပွဲရှိချင်မှာရှိတော့မှာเนาะအဲ့လိုမျိုးပေါ့เนาะအဲ့တော့ကိုကဘာလဲဆိုလို့ရှိရင်ဒီ trend music လေးတွေသုံးပြီးတော့ကိုယ့်ရဲ့ဈေးကွက်ထဲကိုဝင်လို့ရတယ်အဲ့ဒီလိုမျိုးဝင်တဲ့ချိန်မှာစောလေကောင်းလေဒုတိယတစ်ချက်သတိထားမှာဘာလဲဆိုလို့ရှိရင်ဒီ trend တွေကကိုနဲ့ဆိုင်တဲ့ trend လေးဖြစ်ဖို့လိုတယ်ဗျာကိုကဟာဟုတ်ပြီ trend တော့ trend ပဲဒါပေမဲ့ဟိုကလေးပုတ်ကျွတ်လေးတွေ trend နေတဲ့ဟောเนาะ trend ထဲကိုကောက်ဝင်ပြီးတော့ကိုကနော်ဒီလူကြီးပစ္စည်းကိုရောင်းလို့မရဘူးဟုတ်တယ်နော်ကိုပြောချင်တာပါကိုနှခမ်းနေရောင်းမယ်ဘေဘီရှက်တူတူနဲ့တော့ရောင်းလို့မရဘူးနော်အဲ့ဒီလိုမျိုးပေါ့နော်ဒီနှခမ်းနေရောင်းမယ်ဟေ့ဆိုလို့ရှိရင်နှခမ်းနေရဲ့ trend တွေကဘာတွေရှိလဲဒီလိုမျိုးလူတွေကိုယ့်ရဲ့ customer တွေကဘယ်လို trend တွေကိုစိတ်ဝင်စားနေကြလဲဘယ်လိုမျိုးလေးတွေသုံးနေကြလဲဒါလေးတွေသိရမယ်ပြီးကိုနဲ့ဆက်တဲ့ trend ကိုရွေးချယ်ရမယ်ပေါ့နော်အဲ့ဒီလိုရွေးချယ်ပြီးတော့နော်ကိုကဘာလဲဆိုလို့ရှိရင်ကိုကအဲ့ဒီ trend တွေမှာကြောင့်စကားတွေပါပြောနေစရာအများကြီးမလိုဘူး trend တွေမှာကြောင့် trend music လေးဖွင့်လိုက်ပြီးကိုကတရုပ်လေးဆောင်းလိုက်ကိုပစ္စည်းလေးတွေပြလိုက်နေကို customer ဈေးကွက်ထဲကိုရောက်ပါတယ်အဲ့ဒီမှာပြရင်ပြသက်တယ်လို့မျိုးအများကြီးရောင်းကောင်းပါတယ်အဲ့ဒီတော့ trend အရေးကြီးပါတယ်အကေ trend ကိုမသုံးနေဘူးဟေ့ဆိုလို့ရှိရင် trend music လေးတွေရှာပါနော် favorite လေးတွေ save ထားပါအဲ့ဒီတချင်းလေးတွေနဲ့နော်အဲ့ဒီဟာလေးတွေနဲ့တရုပ်လေးတွေဆောင်းပြီးတော့ video လေးတွေရိုက်ပါထားဒီကိုယ့်ရဲ့ customer ထဲကိုအများကြီးရောက်စေပါတယ်လို့ကောင်းပြောချင်ပါတယ်ဗျ okay အားလုံးလဲ trend ကိုသုံးနေလား trend ကိုသုံးပြီးတော့တစ်ခါလေး view များသွားတာတွေလည်းရှိကောင်းရှိလိမ့်မယ်ရှိတယ်ဆိုလို့ရှိရင်လည်းကို comment လေးမှာပြောခဲ့ပြပါဦး KSCO1 ကို founder ကောင်ဖြူအားအားလုံးအများကြီးရောင်းကောင်းပါစေဗျ